အမေရိကန်နိုင်ငံရဲ့လေဆိပ်တစ်ခုကိုဆက်ရောက်လာတော့မဲ့လေယာဉ်တစ်စီးအထွာအဲဝင်ဆောင်မှုကိုယ်စားလှယ်တွေကတက်ဆိုင်ရာဂိတ်ပေါက်တွေကိုပြင်ဆင်နေကြပါတယ်။နိုင်ငံအတွင်းဝင်လာတဲ့ဧည့်သည်တွေကိုကောင်တာတစ်ခုချင်းစီမှာဆက်ရောက်ထွက်ခွာမှတ်တမ်းဖြည့်သွင်းရန်လည်းအသိပေးနေပါတယ်။လုံခြုံရေးကောင်တာရဲ့တာမန်မိကွန်းတွေအတိုင်းဘာအတွက်လာတယ်လဲအမေရိကန်မှာဘလောက်ကြာအောင်နေမှာလဲဆိုတာတွေနဲ့အသွားအပြန်လေယာဉ်လက်မှတ်တွေကိုတောင်းယူစစ်ဆေးနေပါတယ်။အပေါ်မှာစောင့်ကြည့်နေတဲ့သူတွေကတော့ဘေဂျင်းလေရင်ပေါ်ကမီကီမော့ဝတ်ဆောင်ဝတ်ထားတဲ့ခရီးသွားအဖက်တွေကိုစစ်ဆေးပြီးနောက်အချက်လက်အသစ်တွေနဲ့ပြဿနာရှိနိုင်ကြောင်းအသိပေးလိုက်တာနဲ့အခြေအနေကိုထိမ့်သိမ့်ဖို့ဝိုင်းဝန်းဆောင်ရွက်ကြပါတယ်။ဒီအချိန်ကောင်တာတစ်ခုစီရောက်လာတဲ့ Victor Navorsky ဆိုတဲ့လူတစ်ယောက်ကိုမေးခွန်းတွေမီးနေပေမဲ့သူ့ဒေတာကန်ရုရှားစကားနဲ့သာပြောဆိုနေပြီး passport ကလည်းတရားမဝင်တော့ကြောင်းပြနေလာကြောင်းလုံခြုံရေးအစစ်ဆေးဖို့လိုအပ်တယ်ဆိုပြီးခိုးထုတ်သွားကြပါတယ်။နယ်စပ်လုံခြုံရေးနေရာမှာ Victor တယောက်စိတ်အေးထားပြီးထိုင်နေစဉ်အမေရိကန်ကိုဘာလာလုပ်တယ်လဲလို့စစ်မေးနေတဲ့အရာရှိတွေက Victor ကိုသူတို့ပြင်ဆင်ပေးတဲ့စာရွက်တစ်ထုပ်ကိုပေးလိုက်ပါတယ်။အဲ့ဒီစာရွက်မှာလိပ်စာပါတဲ့ဟိုတယ်တစ်ခုစီကိုသွားဖို့အဝါရောင်တက္ကစီငှားပေးရနဲ့ငွေလည်းမပေးနိုင်ကြောင်းကိုပါအလွတ်ကျက်ပြောနေပါတယ်။ဘာမှမသိနားမလည်ကြောင်းတခွန်းတာပြောနေသူ Victor ရဲ့စာရွက်စာတမ်းတွေကိုသိမ်းယူတဲ့အခါမပေးခြင်းထည့်ပေးရပါတယ်။အခန်းတစ်ခုတည်းရောက်တော့ Frank Dixon ဆိုတဲ့လေဆိပ်လုံခြုံရေးဒရိုက်တာကနေ့လည်စာထုတ်စားနေစဉ်ခမရနိုင်ငံရဲ့အစိုးရကထုတ်ပေးထားတဲ့ passport ဟာခရီးသွားလာခွင့်အားလုံးကိုရပ်ဆိုင်းခံထားတာကြောင့် American ပြည်ဝင်ခွင့်ဗီဇာကိုရုပ်သိမ်းလိုက်ကြောင်းကိုရှင်းပြပါတယ်။ Victor လေရင်စီးလာနေတော့မှတိုင်းပြည်အတွင်းအာဏာသိမ်းမှုနဲ့အတူဆိုးရွားတဲ့စစ်ပွဲဖြစ်သွားတယ်လို့အရှင်းလင်းရှင်းပြပါတယ်။နောက်ကအရာရှိကခမရနိုင်ငံကိုဘယ်လိုခေါ်တယ်လဲလို့ပြောတော့ Victor ကသူနားလေတဲ့မိခင်နိုင်ငံရဲ့နာမည်ကိုဝမ်းသာအားရပြောနေတဲ့အတွက်နားမလည်မှန်းရိပ်မိထားပါတယ်။ဒီက Frank ကအာလူကျော်ထုတ်ကိုအဲ့ဒီ Cryozia အလံပုံစံကိုဖြတ်စည်းပြပြီးခမရနိုင်ငံမှာအစိုးရအသစ်ဖြစ်သွားပြီမို့ passport နဲ့ visa ကတရားမဝင်တော့ပဲခမရကဘယ်နိုင်ငံသားမှမဟုတ်တော့တဲ့အတွက်ဘာအခွင့်အရေးမှမရတယ်လို့ဒီနိုင်ငံကလည်းလက်မခံနိုင်ဘူးဆိုပြီးရှင်းပြပါတယ်။ Victor ကတော့သူခရီးသွဲအေးကိုဆွဲပြီးသွားတော့မယ်ဆိုကဆက်ပြီးပြောနေတာနဲ့ဒီကိုဝင်လို့လည်းမရတယ်လို့ဟိုကိုပြန်လို့လည်းမရကြောင်းအတိပေးနေပြီမယ်။သူက Nike ဖနက်တွေဘယ်ဆိုင်မှာဝယ်လို့ရမလဲလို့သာမေးပါတယ်။ဒီတော့ American အတွင်းကိုဝင်ခွင့်မရှိသလိုကောင်တာကလည်းထိမ့်သိမ်းခွင့်မရှိတဲ့ Victor ဟာလွတ်လပ်သူတဦးအဖြစ်အပြည်ပြည်ဆိုင်ရာကူးပြောင်းအဖြစ်ထအရေးတာ area ထဲမှာလွတ်လပ်စွာသွားလာနိုင်ကြောင်းအသိပေးတော့နားလည်လားမသိဘူးပဲမဲ့ကျေးဇူးတင်ပါတယ်လို့ပြောသွားပါတယ်။အဲ့ဒီနောက်လုံခြုံရေးအရာရှိကဒီ area ထဲမှာစိတ်ကြိုက်သွားလာနိုင်ကြောင်းစားတောက်တန်းတွေမှာတုံးလို့ရတဲ့ပေါက်ချော်တွေနဲ့အတူ15မိနစ်ဖုန်းခေါ်ကတ်နဲ့သူ့ကိုလိုအပ်ရင်ဆက်သွယ်ဖို့ပေးကြပါပေးလိုက်ပါတယ်။ဘေးကဟိုမှာရှိနေတဲ့တကားကိုဖျက်သွားတာနဲ့အမေရိကန်နိုင်ငံအတွင်းဝင်သွားမှာမို့လုံးဝချေဦးမလန်းမိစေနဲ့ဒီအဆောက်အဦတွေကထွက်မသွားပဲစောင့်ဆိုင်နေရမှာကြားသွားပါတယ်။လေဆိပ်ထဲမှာနေတဲ့ Victor တယောက်အပြည်ပြည်ဆိုင်ရာသတင်းတွေကတင်းငင်အောင်ကြိုးစားနေရတယ်ဆိုတဲ့သူ့နိုင်ငံသတင်းကိုတွေ့သွားပါတယ်။သမရဘာတေဆုံးသွားတဲ့အထိအခြေအနေဆိုးနေတယ်ဆိုတဲ့သတင်းကိုတေချာကြည့်ဖို့အတွက်ပြားရကန်နေတယ်။အပေါ်တက် TV ဟာဘာတန်မှမကြားရတာကြောင့်တယောက်တည်းအယူလားလူရေရွတ်နေစဉ်စစ်တပ်အာဏာသိမ်းမှုကြောင့်ဘုံကျဲတန်တွေတနက်တန်တွေနဲ့သူနေတဲ့မိခင်နိုင်ငံလေးအကြောင်းကိုဝမ်းနဲ့စွာကြည်နေတော့ဒီဟာတင်ဟန်းခါမဟုတ်ဘူးဆိုပြီးမောင်းထုတ်လိုက်ရပါတယ်။ဆိုဗီယက်စနစ်အောက်မှာအတွင်းပြောင်းဖို့စ조사နေတဲ့ Cryozia နိုင်ငံလေးဟာပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းတွေကြောင့်အိမ်ကိုဆက်သွယ်ဖို့စ조사ပေမဲ့ဖုန်းခေါ်ကတ်ကိုဘလို့အသုံးပြုရမှာမသိပဲတွေ့ရလူအကူအညီလိုက်တောင်းနေတဲ့ Victor ဟာအခြားကမ္ဘာတစ်မျိုးစီရောက်သွားသူတူလို့အထီးချမ်းဖင်နေခဲ့ပါတယ်။အစားအသောက်ပေါက်ချတွေထုတ်ကြည့်နေတော့နောက်မှတိုင်ပတ်နေတဲ့ကောင်မလေးတစ်ယောက်ရဲ့လက်ဆွဲအိတ်ကိုဖိပေးနေချိန်မှာလေးလွင်သွားတဲ့ပေါက်ချတွေကိုတန့်ချင်းလုပ်တဲ့အဖိုးကြီးကတင်းယူသွားတာမို့အပြေးလိုက်ရှာပါတယ်။သူ့အမုတ်ဘုံကိုရှာချင်းရင်အင်္ဂါနေ့မှပြန်ထုတ်ပေးမယ်ဆိုပြီးမှာကြားသွားတာကြောင့်မစားရမတောက်ရနဲ့အိတ်ဖို့နေရလိုက်ရှာပါတယ်။လူမတယောက်မှမရှိတဲ့လေစိတ်အဆောက်အဦအပြောက်ကြီးတဲ့ရောက်တော့သူအိတ်ဖို့အစင်းမပြေတဲ့ထိုင်ကုန်းတွေကိုလက်တန်းတွေဖြုတ်ပစ်လိုက်လင်းနေတဲ့မီးတွေကိုပိတ်ပစ်လိုက်ပြီးယူလာတဲ့တန်ဘူးလေးကိုရင်ဖက်ပေါ်ပိုက်ပြီးအိတ်ထုတ်ကြိုးစားနေစဉ်လင်းရင်ကစီးရဲ့မီးအလင်းကြီးကသူ့ကိုမပစ်ပါနဲ့လို့ထအော်ပါတယ်။ Frank ကတော့သူကျေစုတောင်းနေခဲ့တယ်လို့အငိမ့်သက်ယူတော့မဲ့အထက်ရရှိဖြစ်တာကိုမကြခင်ရတော့မှမို့စစ်ဆေးဝင်းကိုတိထဂယူးဆိုင်ဖို့မားနေရကြောင်းဖမ်းမိထားတဲ့တရုတ်တွေကိုပြန်မပို့ခင်နောက်ခံပြစ်မှုမှတ်တမ်းတွေစစ်ဆေးရန်မှာကြားနေတဲ့အခါအားလုံးက CCTV ကိုစိုက်ကြည့်နေရကြောင်းသွားကြည့်တော့လွတ်လပ်စွာနေထိုင်သူဆိုတဲ့တန်ကပလိုက်ကြီးနဲ့သွားနေတာကိုမြင်လိုက်ရပါတယ်။ဗီဇာရှောင်လဲခွင့်ကိုကောင်တာမှာအမျိုးမျိုးပြောင်းလဲဖြည့်သွင်းပြီးအခါအခါကတိုင်းသွင်းနေပေမဲ့ passport ကတိုင်းယူခံနေရတာကြောင့်နိုင်ငံတွင်းဝင်ခွင့်မရှိဘဲနိုင်ငံလက်မှတ်အသက်ကရဖို့ဘယ်နိုင်ငံမှမဟုတ်တဲ့ Victor ကိုသူမကူညီပေးလို့မရကြောင်းရှင်းပြပါတယ်။ဒီလိုနဲ့တနေ့ကအပင်ကန်ဖန်ခဲ့ရပေမဲ့ Victor ဟာအငင်းခံရတာသာဖြစ်ပြီး Frank ကတော့သူဘာလို့ဒီမှာရှိသေးတယ်လဲလို့မေးနေပါတယ်။